ရှောင်းပန်းဆိုကလေးလေးခွေးလေးလမ်းပြခွေးမိကြနေလိုက်ဘလို့ဝိုင်းချင်းတော့ဂိမ်းနေရိုးတော့ရှောင်းပန်းလို့ထွက်တာအဲ့တော့ချက်တော့ဟုတ်ကဲ့ဒီမှာဒီလောက်တန်ကောင်းတော့ဘာလို့ဆိုင်ကမနေတော့ဟုတ်ကဲ့ဘာလို့လဲတကယ်ကောင်းတယ်မင်းသားအတန်မင်းသားအဲ့လိုချက်အော်သားရှည်တော့ပေါ်တာတစ်ချက်အော်ကရှိသေးဟုတ်ကဲ့ရှုံးတော့တရုံလုံးနဲ့ဝင်လာတယ်နွားတယ်အဲ့တော့ကျွန်တော်လည်းချိုလေးထွက်ထားတာဒီမနေ့ကတကယ်တော့ပါတကယ်ပါကျွန်တော်ကပန်းကောင်းလေးပါဆွချရတာလက်ကပြည့်တယ်ဘုချစ်တို့ကသူတို့ခင်မမင်းဦးရှောက်ပါမန်လေးမှာတောက်တော့ပြားဝဲကဟုတ်ပါမလီဦးရှောက်ပါနဲ့ဆက်တော့ထွက်လာရောတနပ်မယူရတယ်ဟောကကတော့လည်းမရတယ်ပြတ်နေနေဒီကကျွန်တော်စစ်စစ်ကမှပြီးဝယ်ဆိုင်တော့လည်းပြပါပိတ်တဲ့ကြီးကျွန်တော်ကိုဘုံကတတ်မှတ်ပေးထားတဲ့အချိန်ရှိတယ်ဘာမှမလုပ်ဘူးနောက်တဲ့အချိန်နိုင်ကြတယ်ပိတ်တဲ့ကြီးလည်းမပြန်နဲ့ဘုချစ်လည်းမသိဘူးတခုလို့ရှိရင်တော့ဘုချစ်မသိနေနဲ့ပိတ်တဲ့ကြီးထားပြင်းပိတ်တဲ့ကြီးယုံနဲ့ယုံပြင်းပြင်းဘုချစ်ယုံပြင်းထိလိုက်ကယုံပြင်းလိုက်တယ်လမ်းပြန်နောက်ထိလိုက်ကယုံထဲပြန်တော့လည်းဒီလိုလိုက်ကပိတ်တဲ့ကြီးအိမ်မော်ပြန်အိမ်ထိလိုက်ကအိမ်မော်တက်အိမ်မော်ထိလိုက်ကဒါပေမဲ့ခင်ဗျားတို့ကတော့အိတ်တဲ့အခန်းထဲဝင်သွားရင်တော့ခင်ဗျားတို့ကလာကြည့်ပြီးပြန်မယ်သူကဘယ်လိုကတော့ချုံမိုင်းမိုင်းဟဲ့ချုံမိုင်းမိုင်းဘယ်နဲ့လိုက်မယ်အဲ့ကမနော်ဒီကကျွန်တော်ကိုယ်တိုင်ရေးထားတဲ့စနေပါဗျာပွဲကင်းနေမှာကျွန်တော်ကြည့်ပြီးဒီလုံးလေးနှလုံးတွေရေးထားပါလေပွဲကင်းနေရရှင်ကုန်စရာညကထူပျော်ရွှင်စရာကလို့မြူသေချာပါတယ်ဒီရှင်နဲ့မင်းရဲ့ချင်းကဆူထူတာနေစိမ့်ဘာသာကြည့်တာလဲဒီအကြည့်များမေးဖို့ခက်ပါလေရှင်ကုန်စရာညကထူပျော်ရွှင်စရာကလို့မြူသေချာပါတယ်ဒီရှင်နဲ့မင်းရဲ့ချင်းကဆူthey sayဘာသာကြည့်တာလေဒီအကြည့်များမေးဖို့ခက်ပါဒိန်းနာပါဘုံမှုလို့လာကြပါဦးဘုံမှုလို့ဘာဖြစ်လို့ဘယ်သွားလာကြပါဒီတန်အချုပ်ထဲထည့်ပြီးတော့အဲ့ဒါချုပ်ထဲထည့်ပြီးခေါင်းဖြတ်ချဲမှာရမှာဒီအကြည့်များမေးဖို့ခက်ပါဒီလေးလည်းကမင်းဒီလေးရောအားလေးတော့ရေသမီးလေးတော့ရေသားလေးမမီခေါ်နေတယ်ဟေးငါမမီခေါ်တာဒီဘွယ်ထဲမှာကျွန်တော်ငယ်ဆုံးတော့ပြိတ္တကြီးဒါ
ကျွန်တော်အကိုကြီးကိုချင်းတို့တဲ့ပန်နေအကြောင်းစင်းတကယ်တူတာပန်နေအကြောင်းအစစ်နဲ့ဆင်းတာ ဟုတ်ကဲ့ ဒါကိုအရှိဘောကဝင်ပြီးနောက်ဘက်ကထွက်တာဒါဥစ္စာကတကယ်ကပါလာပါလား ဟုတ်တယ် အကသူကလောင်းတာလေကျိုးသားပန်းချီတို့တွေပါလေက ဟုတ်ပါ ကောင်းရရောက်မှကောင်းတက်နေပြီ ဟုတ်တယ် သူကမှရောက်တော့ဂိမ်းဂိမ်း ကျွန်တော်တို့ကခွေးမျိုးဖြစ်နေပြီ ဒီအတီရမေးဖို့ခက်ပါဟေး ရှုံးသွားပြီလေဘယ်ဒုက္ခသက်သာပါ့ ဂျင်ကုန်ရရလာတူပြောစင်ရကလို့သိကြပါလေဒီရုံနဲ့မင်းရဲ့ကြည့်အောင်ဆိုတူရနေတယ်ဘာလို့ကြည့်တော့လဲဒီအကြည့်ရမေးဖို့ခက်တာ လက်ဆန်ဟောဝေးဟောဟော ဘာလို့လဲတော့ပြင်းမှာ ဟောသွားလေ စိတ်မကောင်းပါဘူးကွာ ဒီအကြည့်